အားလုံးပဲမင်္ဂလာပါဒီနေ့အစီအစဉ်မှာတော့ငါးဖြစ်နေပြီးတော့မှခြေထောက်တွေပေါက်ပြီးကမ်းခြေမှာခုံပေါက်တွာလာနေတတ်တဲ့လမ်းလျှောက်တတ်တဲ့ငါးတွေအကြောင်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဒီရေတက်ချိန်မှာဆိုရင်တဲတောင်ပြင်တွေမှာခုံပေါက်နေတတ်တဲ့ငါးတွေအများကြီးရှိပါတယ်သူတို့မှာခြေထောက်တွေလိုမျိုးမာကျောတဲ့စူးတောင်နှချောင်းလဲပါရှိပါတယ်ဒီငါးအမျိုးအစားကို Maskipper လို့ခေါ်ပြီးမျိုးစိတ်ကွဲပေါင်း30ကျော်လောက်ရှိပါတယ်ဒီငါးတွေကရေထဲမှာနေရတာကိုတိတ်မကြိုက်ကြတော့တဲ့အပြင်သူတို့ဘဝရဲ့အချိန်အများစုကလည်းကုန်းမြေပေါ်မှာပဲကုံဆုံးလေးရှိပါတယ်ရေတိမ်နဲ့တဲတောင်ပြင်တွေရွှွန့်နွန်တွေဒီတောတွေလိုမျိုးကုန်းပေါ်တက်ဖို့လွယ်ကူတဲ့နေရာတွေမှာနေထိုင်ကြပါတယ်ဒီရွှွန့်နွန်ငါးတွေဟာဖားတွေပုတ်တင်ညိုတွေလိုမျိုးကုန်းနေရင်းနေတရဝါတွေနဲ့ဆင်တူကြပေမဲ့သူတို့ဟာငါးအစ်စ်တွေတာဖြစ်ပါတယ်ကုန်းနေရင်းနေတရဝါတွေမဟုတ်ကြပါဘူးဒီရွှွန့်ညွန်ငါးတွေရဲ့မျက်လုံးတွေဟာသူတို့ရဲ့ခေါင်းအပေါ်ဘက်မှာပြူးထွက်နေတာကြောင့်မြင်ကွင်းကြဲမြင်နိုင်ကြပါတယ်။နောက်ပြီးသူတို့ရဲ့ဝမ်ပိုက်စူးတောင်တွေကလည်းစုပ်ခွက်ပုံစံမျိုးဖြစ်နေပြီးထိုဝမ်ပိုက်စူးတောင်များဖြင့်စုပ်ယူထားပြီးမှတစ်ပင်နဲ့ကြောက်ဆောင်တွေအပေါ်ကိုတွဲတက်နိုင်ကြပါတယ်။ထို့အပြင်ထိုစူးတောင်များနဲ့သူတို့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်းထောက်ထားနိုင်ကြပါသေးတယ်။ငါးတကောင်အနေနဲ့ကုန်းပေါ်တက်ပြီးနေခြင်းနဲ့ဆိုရင်တော့အဓိကပြဿနာနှစ်ခုကိုရင်ဆိုင်ဖြေရှင်းရပါမယ်။ပထမတစ်ချက်ကအတက်ရှူခြင်းမှာရေထဲကနေထွက်လာတာနဲ့ဗဟက်တွေကအလုံးမလုံးတော့တဲ့အတွက်ကုန်းပေါ်မှာအတက်ရှူဖို့ရန်တခြားနည်းလမ်းရှိမှရပါမယ်။ဒုတိယတစ်ချက်ကတော့ရွေရှားတွာလာခြင်းမှာကုန်းပေါ်မှာရေရဲ့ပင်အားမရှိတော့တဲ့အတွက်ကဘာမြေဆွဲအားကိုတိုက်ရိုက်ရင်ဆိုင်ရတော့မှာဖြစ်လို့ရွေရှားတွာလာရန်ခက်ခဲပါတယ်။ကုန်းပေါ်မှာအတက်ရှူနိုင်ဖို့ရန်အတွက်ပထမနည်းလမ်းကတော့အရေပြားနဲ့အတက်ရှူခြင်းပါဒီငါးတွေဟာဖားတွေလိုပဲအရေပြားကနေတဆင်အတက်ရှူနိုင်ကြပါတယ်ဒီလိုအရေပြားကနေအတက်ရှူဖို့ရန်အတွက်သူတို့ရဲ့အရေပြားကဆွတ်နေဖို့လိုပါတယ်၆တွေ့သွားရင်အတက်ရှူလို့မဝတော့ပါဘူးဒါကြောင့်သူတို့ဟာဆွတ်တဲ့ရွှွန့်နွန်တွေထဲမှာမကြာခဏလူလိမ့်နေကြတာကိုတွေ့ရပါလိမ့်မယ်နောက်တစ်နည်းကတော့ပါးစပ်ထဲမှာရေကိုငုံထားပြီးမှအတက်ရှူခြင်းပါသူတို့ရဲ့ဗဟက်ခန်းတွေကအလွန်ကြီးမားတဲ့အတွက်ပါးစပ်ထဲမှာရေတွေအများကြီးကိုငုံထားနိုင်ကြပါတယ်ဘာတဘောတရားနဲ့တူတယ်လဲဆိုရင်ကျွန်တော်တို့ရေအောက်ကိုငုံရင်အတက်အောင်ထားရတယ်လို့မျိုးပဲသူတို့ကလည်းကုန်းပေါ်မတက်ခင်မှာရေကိုပါးစပ်ထဲမှာဝါအောင်ငုံထားလိုက်တာပါပဲသူတို့ရဲ့ပါးစပ်ကိုအောက်ဆီဂျင်တိုးလောင်ကန်အဖြစ်အသုံးပြုလိုက်တာဖြစ်ပြီးရေငုံဓမားတွေအောက်ဆီဂျင်ဘူးလွယ်ပြီးမှရေငုံကျရတဲ့တဘောတရားမျိုးပဲဖြစ်ပါတယ်ပါးစပ်ထဲငုံထားတဲ့ရေမှာအောက်ဆီဂျင်ကုန်သွားရင်တော့ရေအိုင်ထဲပြန်သွားပြီးရေပြန်လဲရပါတယ်ဘလိုနီးနဲ့ပဲအတက်ရှူတီဖြစ်ပါစေတေချာတာတစ်ခုကတော့ဒီငါးတွေကရေနဲ့ဝေးရမှာမရှင်တန်နိုင်ကြပါဘူးတဲတောင်ပြင်တွေနဲ့ရွှွန့်နွန်တွေရှိရမှာဒါအတက်ရှင်နိုင်ကြပါတယ်ဒုတိယပြဿနာဖြစ်တဲ့ကုန်းပေါ်မှာဘလို့ရွေရှားတွားလာမလဲဆိုတဲ့အကြောင်းကိုဆက်ပြောကြပါမယ်ဒီရွှွန့်ညွန်ငါးတွေရဲ့ရင်ဘတ်ကြွက်သားတွေကအလွန်တန်ပါပါတယ်ကုန်းပေါ်မှာအနေများကြတဲ့အတွက်စင်ကဲပြောင်းလဲမှုအရာသူတို့ရဲ့ရင်ဘတ်စူးတောင်တွေကတိတိတတာရှည်ထွက်နေပြီးတထောင်စစ်လိုမျိုးအစစ်တွေဖြစ်လာတဲ့အတွက်ထောက်ပြီးတွားလာလို့ရပါတယ်ဝမ်ပိုက်စူးတောင်နဲ့ရင်ဘတ်စူးတောင်တွေကိုအတုံးပြုပြီးဂျိုင်းထောက်နဲ့လမ်းလျှောက်တလိုမျိုးတွားလာကြပါတယ်ဒီနီးလန်းနဲ့ကုန်းပေါ်မှာတွတ်တွတ်လက်လက်တွားလာနိုင်ကြပြီးအစာရှာဖို့နဲ့အန်ဒီယမရှောင်ရှားဖို့ရန်အတွက်လည်းအလွန်အတုံးဝင်ပါတယ်ရွှွန့်ညွန်ငါးတွေကလမ်းလျှောက်တာအပြင်ခုံလဲခုံနိုင်ကြပါသေးတယ်ခုံတဲ့အခါမှာတော့စူးတောင်ကိုမတုံးပဲအမီးကိုအတုံးပြုပါတယ်ခန္ဓာကိုယ်ကိုကွေးလိုက်ပြီးအမီးနဲ့မြေကြီးကိုကန်လိုက်ပြီးမှခုံကြခြင်းဖြစ်ပါတယ်ဒီလိုခုံခြင်းကရန်သူရှိရာကနေထွက်ပြေးဖို့အလွန်အတုံးဝင်တယ်လို့မိတ်လိုက်ဖို့အလားပြရမှာလဲအလွန်အတုံးဝင်ပါတယ်ဒီငါးအထီးတွေရဲ့ခန္ဓာကိုယ်နဲ့ကြောကုန်းစူးတောင်တွေပေါ်မှာအယောင်တောက်ပတဲ့အဆက်အပြောက်တွေပါရှိပြီးဖြန်ကားလိုက်ချိန်မှာလဲအလွန်လှပတာကိုတွေ့မြင်နိုင်ပါတယ်မိတ်လိုက်ချိန်ရောက်ရင်သူတို့ရဲ့လေပင်ကပုံမဖောင်းကားလာပြီးခန္ဓာကိုယ်ပေါ်ကအဆက်အပြောက်အယောင်တွေကလည်းပုံမတောက်ပလာလေးရှိပါတယ်ငါးအမတွေကိုဆွဲဆောင်ဖို့ရန်အတွက်လေထဲကိုခုံပြပြီးမှအလှပြလေးရှိပါတယ်ဒီလိုခုံပြခြင်းအပြင်သူတို့ရဲ့ကြီးထွားတဲ့လေပင်နဲ့တောက်ပတဲ့အဆက်အပြောက်တွေကိုတခါတည်းပြတာပြီးတာဖြစ်တယ်လို့မြင်းမြင့်ခုံနိုင်တဲ့အကောင်ကပိုပြီးကျမ်းမာတန်ဆွမ်းတယ်လို့မှတ်ယူကြတဲ့အတွက်ငါးအမတွေကလည်းပိုပြီးတဘောကြလေးရှိပါတယ်အထီးချင်းရန်ဖြစ်ရင်တော့ပါးစပ်တွေကိုအကျယ်ကြီးဟားပြတတ်ကြပြီးဗဟက်နဲ့ကတွင်းကြွက်သားတွေကိုအတုံးပြုပြီးမှအချင်းချင်းអော်ကြပါတယ်သူတို့ရဲ့အော်ဒန်က
လူရဲ့နားနဲ့ကြားဖို့ရန်မဖြစ်နိုင်လောက်အောင်စူညံမှုနေပါတယ်အချင်းချင်းကြိုက်တာမျိုးမရှိပဲဘသူကပါဇက်ကိုကြာကြာဟထားပြီးအွန်လိုင်းတလဲဆိုတာကိုပြိုင်ကြတာပါနိုင်တဲ့အကောင်ကမေးလိုက်ခွင့်ရပြီးတူချိုတင်တူးထားတဲ့တွင်းထဲကိုခေါ်ရွားကဘဝလက်တွဲဖော်အဖြစ်ပေါင်းဖက်ကြပါတယ်ငါးတကောင်အနေနဲ့ရေထဲမှာမနေပဲဘာလို့ကုန်းပေါ်အထိတက်ပြီးတွင်းတူးပြီးမှနေရတာလဲဆိုရင်သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရရေထဲမှာနေဖို့မတင်တော်တော့လို့ပဲဖြစ်ပါတယ်သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရရေကူးပြီးတွားလာရတာကတိတ်မတွက်လက်တော့ပါဘူးမျက်လုံးကလည်းကုန်းပေါ်မှာဆိုရင်ကြီးကြီးလင်းလင်းမြင်ရပေမဲ့ရေအောက်ရောက်ရင်တော့မြင်နိုင်စွမ်းအားနည်းတော့ပါတယ်ရေထဲမှာနေရတာဟာလှုပ်ရှားမှုလည်းနေကွေးတလို့မြင်နိုင်စွမ်းလည်းမကောင်းတော့တဲ့အတွက်သူတို့အတွက်ပိုအန်နေများတာဖြစ်လို့ကမ်းခြေဘက်တွေမှာတွင်းတူးပြီးနေကြခြင်းပဲဖြစ်ပါတယ်တွင်းတူးရမှာလည်းသူတို့ရဲ့ပါဇက်နဲ့ပဲတူးရပါတယ်ရှုံးကိုပါဇက်နဲ့ကိုက်ချီပြီးအပြင်ဘက်ကိုနည်းနည်းချင်းထွေးထုတ်ပြီးမှတူးကြရတာပါသူတို့တူးထားတဲ့တွင်းတွေကလည်းအလွန်ထူးခြားပါတယ် S ပုံတံ J ပုံတံစသဖြင့်ဒီဇိုင်းအမျိုးမျိုးရှိပါတယ်ရန်သူတွေအလွယ်တကူဝင်မရတယ်လို့ဒီရေတက်လာလို့တွင်းကရေမြုပ်သွားရင်တော့တွင်းထဲမှာလေခိုနေမဲ့အခန်းကျန်အောင်ပြုလုပ်တူးဖော်ထားပါတယ်ငါးမတွေကအဲ့ဒီလေခိုတဲ့အခန်းထဲမှာဥပီတာနဲ့ပြန်ထွက်သွားကြပြီးဥတွေကိုအထီးတွေကပဲပေါက်ဖွားတဲ့အထိကောက်ွယ်ဆောင်ရှောက်ကြရပါတယ်အထီးတွေရဲ့အဓိကတာဝန်ကတော့ဥတွေရှိတဲ့အခန်းထဲမှာအောက်ဆီဂျင်ပြတ်လတ်မသွားအောင်လှုပ်ဆောင်ပေးရပါတယ်သူကအပြင်ဘက်ကလေကောင်းလေတန်းကိုသူ့ရဲ့ပါဇက်နဲ့တည်ယူပြီးမှဥတွေရှိတဲ့အခန်းစီကိုပို့ဆောင်ပေးကဥတွေပေါက်ဖွားသည့်အထိအဆက်မပြတ်လှုပ်ဆောင်ပေးရပါတယ်ဒီရေရောကျသွားချိန်မှာရွှွညွန်ငါးတွေကရွှွနွန်တွေရဲ့မျက်နှာပြင်ပေါ်မှာကြန့်ရှိနေတဲ့အနုဇီဝအလွှာနဲ့ရင်းကြီးအပင်ငယ်လေးတွေကိုပါဇက်နဲ့ဆုပ်ယူစားတောက်ကြပါတယ်ထို့အပြင်ကုန်းပေါ်မှာရှိတဲ့အင်းဆက်ပိုးမွားငယ်လေးတွေကိုလည်းဖမ်းယူစားတောက်တတ်ကြပါသေးတယ်ငါးတကောင်အနေနဲ့ကုန်းပေါ်မှာအစာစားဖို့ရန်အတွက်ပြဿနာတစ်ခုရှိပါတယ်အဲ့ဒါကတော့ငါးတွေမှာကကုန်းတွေတတဝါတွေလိုမျိုးအစာကိုမျိုးချပေးနိုင်မဲ့ရှာမရှိတာပါပဲငါးတွေဟာရေထဲမှာအစာစားချိန်တုန်းကသူတို့ရဲ့အစာကိုရေစီးနဲ့အတူရောပြီးမှမျိုးချလိုက်ရုံပါပဲထုံနည်းတူစွာပဲကုန်းပေါ်မှာနေကြတဲ့ရွှွညွန်ငါးတွေမှာလည်းရှာမရှိတဲ့အတွက်ကြောင့်အစာကိုရေနဲ့မျိုးချလို့မရတော့ပါဘူးဒါကြောင့်သူတို့ကရေကိုသူတို့ရဲ့ရှာအဖြစ်အတုံးပြုပြီးမှအစာကိုမျိုးချရပါတော့တယ်သူတို့ကရေကိုပါဇက်ထဲမှာငုံထားလိုက်ပါတယ်အစာကိုတွေးပြီးဆိုရင်သူတို့ရဲ့ပါဇက်ထဲကရေကိုထွေးထုတ်လိုက်ပြီးအစာကိုရေနဲ့လွှမ်းခြုံလိုက်ပါတယ်ပြီးမှရေနဲ့အစာကိုရောပြီးပါဇက်ထဲကိုပြန်ဆုပ်ယူစားတောက်လိုက်ခြင်းဖြစ်ပါတယ်ရွှွညွန်ငါးတွေဟာဒီနီလန်းကိုအတုံးပြုပြီးကုန်းပေါ်မှာရှာမရှိပဲအစာစားခြင်းပြဿနာကိုဖြေရှင်းကြပါတယ်မိတ်ဆွေတို့ဒေတာမှာဒီငါးရဲ့ဒေတာအခေါ်ကိုဘယ်လိုရှိတယ်လဲဆိုတာကိုကျေးဇူးပြု၍ comment မှာရေးခဲ့ပေးဖို့တောင်းဆိုရင်းနဲ့ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာနောက်အစီအစဉ်တွေမှာပြန်ဆုံကြပါမယ်